ငယ်ချင်းများအားလုံးလည်းမင်္ဂလာပါခင်ဗျာမြန်မာဝမ် channel မှာအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါကျွန်တော်ပြောပြပေးသွားမှာကတော့ခင်ဗျာမိမိ Facebook ခင်ဗျာခိုင်ခန့်အောင်လုပ်ရမယ့်ခြေအနေလေးရှောက်နေပါပြီခင်ဗျာဘာလို့လဲဆိုတော့ခင်ဗျာ Facebook ကောက်တိတ်မခိုင်တဲ့ဟာတွေကိုဘန်တော့မှလို့လည်းပြောနေပါတယ်ခင်ဗျာအဲ့ဒါကြောင့်မလို့ကြိုတင်ကာကွယ်တဲ့အနေနဲ့ခင်ဗျာကိုယ့်ရဲ့ Facebook ကောက်ကိုခိုင်ခန့်အောင်လုပ်နေလေးကိုလည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းစွန့်အောင်ကြည့်ပေးဖို့လည်းတောင်းဆိုပါပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးရတော့ခင်ဗျာ Facebook နည်းပညာနဲ့ software နည်းပညာကိုတင်ဆက်ပေးတဲ့ channel လေးဖြစ်တာမလို့ခင်ဗျာဒီ subscribe နေအောင်စာတန်းလေးမနှိပ်ရသေးရင်လည်းခင်ဗျာဒီလိုလေးနှိပ်ခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာကဲဘေးနားကချိန်နဲ့တပြင်းကြီးသိအောင်လေး notify ဘဲလေးကိုလည်းတီးပေးခဲ့ကြပါအောင်ခင်ဗျာ Facebook နည်းပညာနဲ့ software နည်းပညာ online ငွေရှာကိန်းနည်းပညာများကိုတင်ဆက်ပေးတဲ့ channel လေးမျိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော် channel လေးကိုဝင်ပြီးရင်တော့ခင်ဗျာဒီမှာဗီဒီယိုလေးကိုတစ်ချက်ကိုနှိပ်လိုက်ရင်တော့ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတွေကျွန်တော်တင်ထားသမျှတွေဒီမှာတကယ်ချင်းတော့ဉာဏ်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီထဲမှာမိမိကြိုက်နှစ်တရားများကိုဝင်ကြည့်နိုင်ပါတယ်ခင်ဗျာဒီမှာပါခင်ဗျာ Facebook နဲ့နည်းပညာများရော software နဲ့ပတ်သက်တဲ့နည်းပညာအားလုံးကိုလည်းတင်ထားပါတယ်ခင်ဗျာ internet free ရတဲ့နည်းလမ်းတွေလည်းကျွန်တော်တင်ထားပါတယ်ခင်ဗျာဒီမှာကျွန်တော်တင်ထားတဲ့ဟာတွေကိုဒီဗီဒီယိုလေးကိုတစ်ချက်နှိပ်လိုက်ဒီလိုကုန်ပေါ်လာလိမ့်မယ်ခင်ဗျာကဲဒီမှာခင်ဗျာအများကြီးပါပဲခင်ဗျာ80ကျော်80လောက်တော့ရှိတယ်ခင်ဗျာတကယ်ချင်းတော့ကိုသိစေချင်တဲ့နည်းပညာများကိုဝင်ကြည့်နိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ခင်ဗျာရှင်ဆုံးခင်ဗျာမိမိ Facebook လေးကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီလို Facebook လေးကိုရောက်သွားတော့ခင်ဗျာခါတိုင်းလိုပါခင်ဗျာမြင်း3ချောင်းနဲ့ menu ဘက်ကလေးကိုသွားပေးပါခင်ဗျာကဲဒီနေရာလေးမှာခင်ဗျာဒီမှာ stand စွာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာဒါလေးကိုနှိပ်ပြီးတော့တက်ပြီးတော့ဒီမှာခင်ဗျာထပ်ဝင်လိုက်ပါခင်ဗျာကဲဒီလိုလေးဝင်လိုက်ရင်ဒီလိုလေးဒီနေရာလေးကိုရှောက်လာလိမ့်မယ်ခင်ဗျာဒါပေမဲ့ Facebook ကတော့ခင်ဗျာ version ကတော့တစ်ခုနဲ့တစ်ခုကတော့တူမှာမဟုတ်ပါဘူးခင်ဗျာကဲဒီလိုလေးရောက်လာရင်တော့ခင်ဗျာဒီမှာခင်ဗျာ password and security တွေကိုတစ်ချက်ဝင်ပေးလိုက်ပါခင်ဗျာဒီမှာကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးကိုခင်ဗျာဒီနေရာလေးကိုရှောက်သွားရင်တော့ခင်ဗျာဒီမှာထက်ဆုံးမှာခင်ဗျာဒီမှာချက်ယူ information security setting စွာလေးတွေကိုတစ်ချက်ဝင်လိုက်ပါခင်ဗျာကဲဒီထဲကိုရှောက်သွားရင်တော့ခင်ဗျာဒီမှာကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးမှာခင်ဗျာဒီမှာဝါရောင်လားအဲ့ဟာလေးကိုပြနေတော့ခင်ဗျာဒီကောက်ဟာခိုင်ခန့်မှုမရှိသေးပါဘူးခင်ဗျာခိုင်ခန့်မှုရှိတယ်ဆိုတာဒီလိုမှန်ချစ်စိမ့်နေကျွန်တော်ဒီမှာခင်ဗျာ you pass စွာဒီမှာခင်ဗျာအဲ့ဟာလေးကဒီမှာမှန်ချစ်ကလေးစိမ့်လေးပြနေခင်ဗျာအဲ့ဟာဆိုရင်ဒီထက်ကောဒီမှာ3ခုရှိတယ်ခင်ဗျာ3ခုရှိတဲ့ဟာကိုထက်ကောအောက်ကောဒီလိုလေးစိတ်နေမှာဒီကောက်ကခိုင်ခန့်မှာဖြစ်ပါတယ်ခင်ဗျာခုကတော့မခိုင်ခန့်သေးပါခင်ဗျာတခုပဲဒီမှာပတ်စွာပဲမှန်ချစ်ပဲပေးသေးပါခင်ဗျာဒါကိုဘယ်လိုလုပ်ရမလဲဆိုတော့ခင်ဗျာဒါကိုတစ်ခုချင်းကျွန်တော်ပြပါမယ်ခင်ဗျာဒေါ်လို့ဆိုကျွန်တော်ဒီထက်ဆုံးဟာလေးကိုရှင်းပြလိုက်မှာခင်ဗျာဒီလေကောင်ကတော့လုတ်เสียမလို့တော့ပါခင်ဗျာဒီမှာခင်ဗျာတစ်ချက်နှိပ်လိုက်ခင်ဗျာလေကောင်ကတော့ပတ်စွာချင်းဒီမှာချင်းเสียမလို့ခင်ဗျာလုံခြုံပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီပတ်စွာရဲ့ခြေနေရတော့လုံခြုံတယ်ဆိုတော့ထက်ကဟာနဲ့အောက်ကဟာကိုလှုပ်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေးတွေကိုဒီလိုမှန်ချစ်စိမ့်လေးရတော့လှုပ်ရမှာအဲ့ဟာမှာကောက်ကလုံခြုံမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ဒီမှာထက်ကဟာကိုတစ်ချက်ဝင်လိုက်မယ်ခင်ဗျာဒီလိုဝင်လိုက်တဲ့ခါမှာဒါလေးတွေကို on ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာကိုယ့်ရဲ့ Facebook on ပေးလိုက်ခင်ဗျာဒီမှာ Messenger on ပေးလိုက်ဒီမှာကိုဖွင့်ခဲ့တဲ့ Gmail on ပေးလိုက်ခင်ဗျာကဲဒါဆိုသူရှေ့မှာစိမ့်သွားလိမ့်မယ်ခင်ဗျာကဲဒီမှာခင်ဗျာနှစ်ခုမှန်ကြည့်ရသွားပါပြီခင်ဗျာကဲနောက်တစ်ခုကတော့ခင်ဗျာဒီကောင်ကတော့ဘာလို့ခိုင်းအောင်လဲဒီမှာ just star ဒီကောင်ကတော့2 star ခံခိုင်းတာဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ကောက်ကိုလုံခြုံအောင်လုပ်ခင်ဗျာကဲဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ခင်ဗျာဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်ခင်ဗျာဒီမှာခင်ဗျာဒီအောက်ကလေးကိုတစ်ချက်ပြောင်းပေးလိုက်ပါခင်ဗျာကိုကဖုန်း message ကနေသုံးပါဆိုတော့ခင်ဗျာဒီမှာတစ်ချက်ဝင်ပေးလိုက်ပါခင်ဗျာဝင်ဒီမှာမှန်ချက်ကလေးချစ်ပြီးဆိုတော့ခင်ဗျာဒီလေကောင်ဟာလေးကိုမှန်ချက်ကလေးချစ်ပြီးဆိုတော့ဒီအောက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာဒီကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာကဲဒီလိုနှိပ်လိုက်ပြီးဆိုတော့ခင်ဗျာဒီမှာကျွန်တော်ကတော့ရှင်ပါခင်ဗျာဒီမှာဖုန်းနံပါတ်နဲ့ဒီမှာ2 star ခံထားတယ်ခင်ဗျာတစ်လုံးခံပြီးသွားပါပြီခင်ဗျာကဲနောက်တစ်လုံးခံမယ်ဆိုတော့ဒီအောက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာတစ်ချက်နှိပ်ပြီးတော့ခင်ဗျာဒီမှာတစ်ချက်သွားမယ်ခင်ဗျာကဲဒီနေရာကိုတစ်ချက်ရောက်သွားရင်တော့ခင်ဗျာဒီထက်မှာမိမိရဲ့ကိုလက်ရှိကိုဒီဖုန်းထဲမှာရှိနေတဲ့ဖုန်းနံပါတ်ကိုထည့်ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကုတ်ကြလာအောင်လို့ပါခင်ဗျာဒီဖုန်းထဲမှာရောက်ခင်ဗျာကုတ်ကတခြားဖုန်းကတခြားဖြစ်မှာဆိုလို့ခင်ဗျာကျွန်တော်ကတော့ဒီမှာလွယ်ကူကျွန်တော်ဖုန်းထဲမှာပါတဲ့ဟာနဲ့ပဲပြလိုက်တော့မှာခင်ဗျာက
ကဲဒါလေးကိုယ့်ရဲ့ဖုန်းနံပါတ်ကလေးထည့်ပြီးတော့ဒီမှာမှန်ချက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာမှန်ချက်ကလေးကိုနှိပ်ပြီးတော့ confirm ဆိုတာလေးတစ်ချက်နှိပ်လိုက်ပါခင်ဗျာဒါဆိုသူကုတ်ကြလာလိမ့်မယ်ခင်ဗျာခဏဆောင်ပေးပါခင်ဗျာကဲထဲမှာကုတ်ကြလာပါခင်ဗျာကဲကုတ်ကလေးတစ်ချက်ရှို့ကြည့်လိုက်အောင်ပါခင်ဗျာကဲဒီလိုလေးကုတ်6လုံးကြာလာခင်ဗျာဒီလိုလေးမှန်ချက်ကလေးကိုပြန်နှိပ်ပေးလိုက်ပါခင်ဗျာမှန်ချက်ကလေးကိုနှိပ်ပြီးအောက်ကဒီစာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာကဲဒါဆိုတော့အောက်ကမြတ်ဒီမှာမြတ်ဒန်းစွာလေးကိုတစ်ချက်နှိပ်လိုက်တော့ပါခင်ဗျာဒါဆိုတော့ဆန်ပြေးသွားပါပြီခင်ဗျာကဲဆိုကနေရာလေးကိုပြန်ဝင်ကြည့်မယ်ခင်ဗျာမှန်ချစ်3ခုလုံးချစ်သွားပြီလားဆိုတော့ခင်ဗျာဒီထက်ဆုံးပါပါမြတ်ဆိုကကျွန်တော်ဝင်ခဲ့တဲ့ဟာလုံးလည်းဒီမှာခင်ဗျာဒီမှာခင်ဗျာအကုန်လုံးမှန်ချက်ကလေးချစ်သွားပါပြီခင်ဗျာဒါဆိုတော့ကိုယ့်ရဲ့ကောက်ကလုံခြုံစိတ်ချသွားပါပြီခင်ဗျာဘာလို့လဲဆိုတော့ခင်ဗျာသူကပေးထားပါခင်ဗျာဒါလေးတွေကိုမှန်ချစ်ပေးပါပေါ့အဲ့ဟာမှာကောက်ကခိုင်ခန့်မှာပေါ့ခင်ဗျာဒီကျွန်တော်ရဲ့ဒီ tenant လူပုံနားမှာလည်းမှန်ချက်ကလေးရောက်သွားပါခင်ဗျာဒါဆိုဒီကောက်ကလုံခြုံသွားပြီခင်ဗျာ Facebook ပြဿနာဘယ်လိုပဲတက်ခင်ဗျာဘာလို့လဲဒီကောက်ကိုတော့ဘာမှခံအောင်ဆိုတော့တေချာသွားပါခင်ဗျာဘာလို့လဲဆိုတော့သူလှုပ်ဆောင်ခိုင်းတဲ့ဟာတွေအကုန်လုံးလှုပ်ဆောင်ပြီးသွားလို့ပါပဲခင်ဗျာဒါဆိုဒီကောက်ကလုံခြုံစိတ်ချသွားပါခင်ဗျာလွယ်တကူနဲ့လည်းလော့မကြနိုင်တော့ပါဘူးခင်ဗျာခိုင်ခန့်မှုလည်းရှိသွားပါခင်ဗျာစိတ်ကြိုက်သုံးလို့လည်းရပါခင်ဗျာဒီလိုမလုပ်ရသေးတဲ့တငယ်ချင်းများတော့ဒီလိုလုပ်ဖို့လည်းကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ခုက Facebook ကခင်ဗျာ Facebook ကနာမည်ပြောင်းတော့မလို့ပါမလို့နဲ့အဲ့လို line မော်နေမှာခင်ဗျာသတင်းတွေလည်းပြန့်နှံ့နေပါခင်ဗျာအဲ့ဒါ Facebook မခိုင်ခန့်မှုတဲ့ကောက်တွေကိုဘာမှလို့လဲကြားနေရခင်ဗျာအဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးရခြင်းလည်းဖြစ်ပါတယ်ခင်ဗျာဒီလောက်ဆိုလဲတငယ်ချင်းတို့ဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာလုပ်ပြီးသားတငယ်ချင်းများကတော့မလိုပါဘူးခင်ဗျာကြော်သွားနိုင်ပါတယ်ခင်ဗျာမလုပ်ရသေးတဲ့တငယ်ချင်းများကတော့ခုကျွန်တော်လုပ်တယ်လို့လေးလိုက်လုပ်ထားလိုက်ပါခင်ဗျာဒါဆိုတော့မိမိရဲ့ကောက်ကိုလုံခြုံစိတ်ချစွာသုံးပြုနိုင်ပါခင်ဗျာကဲတငယ်ချင်းများအားလုံးလည်းဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတဲ့တငယ်ချင်းများအားလုံးကိုလည်းထူးထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ